တည့်ရလေဘာစားလို့တွေးချစ်တယ်ငါအရမ်းချစ်တယ်ရမ်းလေးလိမ်ပါပါလေငါသမီးရဲ့ရမ်းကောင်းကျောင်းမချစ်တယ်မကျောင်းမခွေးနေအောင်ကတဲလမ်းတဲ့အကြောင်းလည်းရှိပါရဲ့ခွေးလည်းရှိပါရဲ့အချစ်ဘူးလို့ငါတငယ်ချင်းငါ့ကိုသူ့ရဲ့ကြောင်တစ်ကောင်လုံးအပ်တော့ဟုတ်တယ်ကြောင်ကြီးအလိုပဲဒီလူတယောက်ကပူပြီးပူပန်တော့ကရောက်နေဆိုကြောင်ကြီးအနားမနေတော့ပြေးရောကျောင်းကပူမခံအိမ်ပူတာပါဆိုတော့မနေပြီးသူတို့ကခွေးရကြအဲ့လိုမဟုတ်ခွေးရကြတော့ဟိုတခင်နေစစ်မပြေလေသူနားမှနေတယ်အဲ့ခွေးရတော့အဲ့ဒါတခုကောင်းအားသမီးဆိုငါငိုငါနာမှာပဲငါနောက်လာနေပြင်လာတော့ငိုနေဆိုချို့ရကြနားလေကြောင်ရကြလို့သူကအိမ်ပူလာနဲ့မနေတော့ပြေးရတယ်ချစ်တော့ချစ်စရာလေအဲ့ကြောင်နေရလေးတားချစ်လို့ဗမာကြောင်ပုံနဲ့အဲ့လိုတရုတ်ကြောင်တယ်လို့ဒါပေမဲ့လူကြောက်ငါတော့မှဒီအိမ်မှာသူ့အစာကျွေးနေတယ်စာကျွေးနေတယ်ငါမကတ်ဟောမကတ်ငါလာတော့ဆိုကြီးရငါနာမလည်းငါတို့အစာခေါ်ကျွေးငါစားတာပဲနင်တို့ထိုင်ခြင်းနင်တို့စားပြီတရားကြုံတရားကြုံလို့ဆိုဘာပြောဗမာစားဗမာလိုရေးပြီးငါနားမလဲဗမာစားဗမာလိုရေးတာငါနားမလဲပြန်ပြောဘာပြောတာလဲငါခဏလေးစပင်းနဲ့ငါနဲ့ကဘာချားနေတရားကြုံတရားကြုံဘာလဲတရားကြုံနော်လိုက်ထဲမှာမလို့ငါရဲ့ဒီပုံစံမြင်ရလားပြင်မှာငါ့ကိုတွေ့နေလို့မှတ်မိမှာတရုတ်ကြောင်ငါတရုတ်ကြောင်လို့လည်းနင့်ကိုငါတရုတ်လို့လည်းထိုင်မှုန့်နေရတယ်မဟုတ်တရုတ်လို့လည်းနင့်ကိုပြောနေရတယ်မဟုတ်ငါထိုင်ငါဗမာလိုစောက်စကားပြောနေနင်လူနာမလို့ငါတရုတ်ကြောင်နော်စိတ်ကူးဝင်တာနော်ငါဒီတိုင်းထိုင်နေနေနင့်ကိုဘာများပြောနေလို့ငါတရုတ်ကြောင်နေပါလားပြောမဟုတ်ဟဲ့လူတော့တရုတ်ကြောင်လို့ပြောလိုက်တာရငါအမနဲ့ငါနဲ့ပြေးပြိုင်နေဆိုပြီးတော့လုပ်ထားတာငါအမတတ်မယ်ဩတရုတ်ကြောင်ကမျက်နှာပေါက်လေးကတရုတ်တီလိုက်အဲ့ဗီယိုတူလေးရမှာလေကြောင်လေးချစ်စရာလေးအဲ့လိုတရုတ်ကြောင်အဲ့လိုပြောလို့ငါလည်းတစ်ခါရှာမဝေးရအားလည်းငါဝေးနေဟောမနေခေါ်ပြန်ငါဝေးနေလို့ပြင်မစားနေတယ်နော်စွာလာတော့ငါအတန် lost speaker မလို့
last week မလို့ငါတာဒီနေ့ last week မလို့ငါတာ